တိယကမ္ဘာစစ်နောက်ပိုင်းဂျပန်ရဲ့ပထမဆုံးတိုက်ခိုက်ရေးရည်ရွယ်ချက်နဲ့ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကိုတရုတ်ကရှုတ်ချလိုက်ပါတယ်။မေလ6ရက်နေ့ကဂျပန်၊ဖိလစ်ပိုင်၊ဩစတြေးလျတို့နဲ့ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအစီအစဉ်မှာဂျပန်ဟာ Type 88အမျိုးအစားမြေပြင်ကနေရေပြင်ကိုပစ်ခတ်နိုင်တဲ့သင်္ဘောဖြတ်ဒုံးကျည်ကိုတောင်တရုတ်ပင်လယ်ရေပြင်စီကိုပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ဖိလစ်ပိုင်မှာလှုပ်ဆောင်ခဲ့တဲ့အဲ့ဒီလက်နက်စမ်းသပ်မှုမှာတော့ဂျပန်ပြည်စောက်တပ်ရဲ့ဒုံးကျည်ဟာအနားပေးထားပြီးဖြစ်တဲ့ဖိလစ်ပိုင်စစ်သင်္ဘောဟောင်းကြီးကိုတိတိကျကျထိမှန်ပြီးဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ဘာလီကာဒန်2026စစ်ရေးလေ့ကျင့်မှုအစိပ်ပိုင်းဖြစ်ဂျပန်ကအဲ့ဒီလိုဒုံးကျည်စမ်းသပ်ခဲ့တဲ့နောက်ဒေသတွင်းပြိုင်ဘက်စူပါပါဝါနိုင်ငံဖြစ်တဲ့တရုတ်ကဂျပန်မှာခေတ်သစ်စစ်ဝါဒီတွေအားကောင်းလာပြီးဒေသတစ်ခုလုံးရဲ့လုံခြုံရေးနဲ့တည်ငြိမ်ရေးကိုချင်းချောက်လာနေကြောင်းဆွဆွဲပြောကြားခဲ့ပါတယ်။ Type 88ဟာကာကွယ်ရေးအတွက်ရောတိုက်ခိုက်ရေးအတွက်ပါအသုံးပြုနိုင်တဲ့လက်နက်အမျိုးအစားဖြစ်ပါတယ်။ဒါပေမဲ့ဂျပန်နိုင်ငံပြင်ပမှာအဲ့ဒီလက်နက်ကိုစမ်းသပ်တယ်ဆိုတာကတော့ဒုတိယကမ္ဘာစစ်နောက်ပိုင်းဂျပန်ရဲ့ပထမဆုံးအကြိမ်တိုက်ခိုက်ရေးဒုံးကျည်စမ်းသပ်မှုအဖြစ်သတ်မှတ်နိုင်တယ်လို့တရုတ်ကပြောပါတယ်။ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာစစ်ဆက်ချင်းရေးဝါဒကိုဆွဲကင်တဲ့နိုင်ငံအဖြစ်ရည်တည်ခဲ့တဲ့လမ်းစဉ်ကနေဂျပန်ကတိတိသားသားပြောင်းလဲလာနေရဲဆိုတာကိုအခုဖြစ်ရကညွှန်ပြနေရလို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိလင်ကျန်းကဝေဖန်ပြောကြားခဲ့ပါတယ်။ရှင်။